မြတ်စွာဘုရားရှင်ဟောကြားတော်မူသော950နိဗ္ဗာန်တော်လာဇတ်တော်များအနက်ဒုတိယမြောက်ဖြစ်သောဝဏ္ဏုပါဋ္ဌဇတ်ကိုဖော်ပြအပ်ပါတယ်။ဇတ်တော်အမှတ်1ဝဏ္ဏုပါဋ္ဌဇတ်လုံလဝီလီယာရော့နီးနေသောယဟန်တစ်ပါးအကြောင်းဂေါတမမြတ်စွာဘုရားရှင်သည်စာဝတိပြည်ဇေတဝန်ရွှေကျောင်းတော်၌တည်င်းသုံးဆန်နေတော်မူစဉ်ကာလ၌ဖြစ်၏သာသနာတော်အတွင်းသို့ဝင်ရောက်လာသောအမျိုးကောင်းသားယဟန်တစ်ပါးသည်တရားအားထုတ်ရာ၌အစာပိုင်းတွင်ထက်သန်တော်လေကာလကြာမြင့်လာသောအခါစိတ်ထက်ကြဆင်းကလုံလဝီရိယရုပ်ရော့လာလေသည်ထိုယဟန်သည်ကမ္မထံတရားကိုဆက်လက်စည်းဖြန်းခြင်းမပြုနိုင်တော့ပဲငါသည်မက်ဖို့ရနိုင်မည်ပုဂ္ဂိုလ်မဟုတ်တန်ရာတန်တရားဝက်စင်းရဲမှလွတ်မြောက်ရန်ကြိုးစားတော်လေအချီးနီးသာဖြစ်ချေသည်ဟုအောက်မေကလက်မှန်ချလျက်နေလီတော်သည်ထိုအကြောင်းကိုအခြားသောယဟန်တို့သိရှိကြသောအခါထိုယဟန်အားငါရှင်ဤသာသနာတော်သည်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းများကိုဟောကြားတော်မူသောမြတ်စွာဘုရား၏သာသနာဖြစ်ပါれသင်သည်အဘယ်ကြောင့်လုံလဝီရိယကိုစွန့်လွတ်သာအာရော့နေပါသနည်းဟုဆိုဆုံးမကြတော့လေထိုယဟန်၏စိတ်ဓာတ်မှာပြန်လဲတက်ကွယ်ပါခြင်းမရှိချေထိုကြောင့်ယဟန်တို့သည်ထိုမထေကိုခြံရန်လျက်မြတ်စွာဘုရားထံသို့ပို့ဆောင်ကြလေသည်မြတ်စွာဘုရားရှင်သည်ထိုယဟန်အားခြေသားယဟန်သင်သည်ဤမြလောက်အကျိုးကြီးမားသောသာသနာတော်၌ယဟန်ပြူပါလျက်အဘယ်ကြောင့်လုံလဝီရိယကိုစွန့်လွတ်ကာအာရော့နေပါသနည်းရေးပညာရှိသူတော်ကောင်းတို့သည်ရေးမရှိတစ်ပင်မရှိပူပြင်း၆တွေ့အော်တဲကန်တာရာခရီးချဲ၌ပင်မလျော့လည်ကျွေးလုံလာဖြင့်ရေကိုရှားဖွေကခရီးသွားအပေါင်းတို့အားတေဘေးမှလွတ်မြောက်စေခဲ့ဖူးပြီးဟုမိန့်တော်မူကအတိတ်ဇတ်ကြောင်းကိုပြန်ပြောင်းဟောကြားတော်မူလေသည်လွန်လေပြီးသောအခါဗာရာဏာတိပြည်၌ပထမတ်မင်းမင်းပြုစဉ်ဖျားအလောင်းတော်သည်ကုံတယ်မျိုး၌ထီလွေအရွယ်ရောက်သောအခါလွေ900ဖြင့်ကုံရောင်းကုံဝဲပြုလုပ်ကအသက်မွေဝမ်းချောင်းပြုလေသည်တနေ့သောအခါဖျားအလောင်းကုံတဲကြီးသည်ကုံပစ္စည်းအပြည့်တင်ဆောင်ထားသောလွှဲ900ကိုဦးစီးလျက်ခရီးရှည်တစ်ခုကိုထွက်ခွာခဲ့လေသည်ထိုခရီးလမ်းတွင်ဝဏ္ဏုပဋ္ဌမည်သောတဲကန်တာရာကြီးတစ်ခုကိုဖြတ်တန်းရမည်ဖြစ်သည်ထိုဝဏ္ဏုပဋ္ဌတဲကန်တာရာကြီးသည်ယူဇနာ60တိုင်ကိုင်ကျေဝန်း၏ထိုဒေသ၌တဲတို့သည်အလိုနူးညံ့သိမ့်မွေသဖြင့်လက်ဖြင့်စုပ်ကန်၍မရနိုင်လက်သီးဆုပ်လင်လက်ကြားမှယိုစီးကြတတ်သောတဲမှုများဖြစ်သည်နေထွက်လာသည်နှင့်ပြိုင်နက်ထိုတဲပင်ကြီးသည်မီးကြီးခဲခဲ့သောပူပြင်းလာသဖြင့်မိစုများနေအခါ၌ခရီးမသွားနိုင်ကြပေထိုကြောင့်ခရီးသွားတို့သည်နေအခါ၌လဲများကိုစဝိုင်းတထန်ဝိုင်းရိုင်း၍ညနာကြရသည်လဲဝိုင်းအလဲ၌မန္တထိုးကနေဘူးရန်ကိုရှောင်းသိမ်းလျက်ချက်ဖြုတ်စားတောက်ကြရသည်နေဝင်၍အေးမြသောအချိန်ရောက်မှသာလျှင်လဲများကိုပြင်ဆင်ကခရီးဆက်ကြရသည်စမုဒရာ၌တင်ပေါ်သားတို့သည်ကျဲသာရာများကိုကြည့်ရှုကလမ်းကြောင်းရှာဖွေရတဲ့ကဲ့သို့ဤတဲကန်တာရ၌လည်းကန်တာရလမ်းပြ၏အကူအညီဖြင့်ကျဲနှခက်များကိုကြည့်ရှုကခရီးသွားကြရလေသည်ဘုရားလောင်ကုံတဲကြီးနှင့်အဖွဲ့သည်ဤကဲ့သို့သောခက်ခဲချမ်းတမ်းသည့်ခရီးစဉ်ကိုဖြတ်တန်းလာခဲ့ရာယူဇနာ59ယူဇနာတိုင်းရောက်ရှိခဲ့ပြီဖြစ်သည်နောက်ထပ်တညာသာခရီးသွားရန်ကြံတော်သည်ကုံတဲကြီးသည်ယနေ့ညတညာသာခရီးသွားရန်ကြံတော်သည်မနေ့ဖြန်တွင်ငါတို့သည်ကန်တာရမှလွတ်မြောက်၍မြို့ရွာများသို့ရောက်ရှိကြပြီတော်မူဟုတွေးတော့ကအဖွဲသားများအားအမိန်ပေးလေသည်အမောင်တို့ယနေ့ညခရီးသည်နောက်ဆုံးခရီးဖြစ်သည်ခရီးပေါ်ပါစေရနှင့်လဲနွားများတတ်တာစေရန်သောအိုးခွက်များတွင်ပါလာသောရေလက်ကြံများကိုတွန်းပြကြလော့ထင်းများကိုလည်းလမ်းတွင်စွန့်ပစ်ခဲကြလော့ဟုမှာကြလေသည်ကုံတဲ့အဖွဲသားတို့သည်လည်းခေါင်းဆောင်၏စကားကိုယုံကြည်ကရေနှင့်ထင်းများကိုစွန့်ပစ်လိုက်ကြသည်ညစာစားတော့ပြီးနောက်လဲများကိုမောင်းတင်ကခရီးဆက်ကြလေသည်ကုံတဲ့ကြီးသည်ရှေးဆုံးလဲ၌ထိုင်လျက်လမ်းပြအဖွဲကိုဦးစီးသည်သို့သောလမ်းပြလူသူသည်လက်ပေါင်းများစွာအေးရေးပြက်ကပင်ပန်းနွမ်းနယ်နေပြီခဲ့သည်သူသည်ရှေးဆုံးလဲ၏ဝင်တင်ခုံပေါ်တွင်လဲရောင်းရင်းကောင်းကင်မှကျဲတာရအများကိုကြည့်ရှုကလမ်းညွှန်နေတော်လဲတခေးသေးနှင့်မြခွန်များလေးလံလာကအိပ်ပျော်သွားလေတော်သည်လမ်းပြသူအိပ်ပျော်သွားသောအခါလဲဆွဲသောနွားတို့သည်လမ်းကြောင်းမှန်ကိုမသိတော့ဘဲမိမိတို့လာခဲ့ရာလမ်းကြောင်းအတိုင်းပြန်လွှဲ၍သွားကြလေသည်တညလုံးခရီးသွားခဲ့သွားလဲရှေးသို့မရောက်ဘဲမူလနေရာသို့သာပြန်လည်ဦးတည်နေကြသည်မိုးတော့၍အယုံတချင်းရောက်သောအခါလမ်းပြသူလက်နိုးလာသည်သူသည်ကောင်းကင်မှကျဲတို့၏တည်နေရာကိုကြည့်လိုက်သောအခါ
မိမိတို့လမ်းမနေပြီဖြစ်ကြောင်းသိလိုက်ရသည်ထိုအခါသူသည်ထိတ်လန့်တကြားဖြင့်လဲများကိုပြန်လှည့်ကြငါတို့လမ်းမနေပြီဟုအော်ဟစ်လေသည်သို့သောအချိန်နှောင်းသွားခဲ့ပြီဖြစ်သည်နေဝင်းကြီးသည်ကောင်းကင်သို့မြင့်တက်လာပြီဖြစ်သည်လဲအဝဲသားတို့သည်ပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါမနေ့ကသူတို့စခန်းချခဲ့သောနေရာဟောင်းထင်းမီးဖို့ပြပုံဟောင်းများကိုတွေ့မြင်လိုက်ကြရသည်ထိုအခါသူတို့သည်ရင်ဘက်ကိုစီးခဲ့သို့တီးခတ်၍ငိုကြွေးမိတမ်းကြလေသည်။အိုးငါတို့တော့တေးရချေတော်မီရေလဲမရှိတော့ထင်းလဲမရှိတော့ငါတို့သည်ရေငတ်၍တေးကြရတော်မီဟုမျောလင်းချက်မဲ့စွာပြောဆိုကြကာလဲများကိုဖြုတ်နွားများကိုလဲအောက်သို့သွေး၍စိတ်တိုက်ကြဆင်းစွာဖြင့်လဲလျောင်းနေကြတော်သည်။ထိုအချိန်တွင်ဖျားအလောင်းဂုံသေးကြီးသည်စိတ်တိုက်ကြဆင်းခြင်းမရှိပေသူသည်ငါသာလင်းဤသူတို့၏အာကိုရာဖြစ်သည်ငါပါစိတ်တိုက်ကြလင်းဤလူ900နဲ့တကွနွားများပါပျက်စီးကြရတော်မူဟုတွေးတော့ကစခန်းချရာပတ်ဝန်းကျင်ကိုလွှဲလေကြည့်ရှု၏သည်မွန်းတက်ချင်းဤပူပြင်းသောနေအောင်အောက်တွင်တဲပြင်ကြီးသည်ပူလောင်နေသည်သို့သောဖျားလောင်းသည်တတိကြီးစွာဖြင့်ကြည့်ရှုရာနေရာတစ်နေရာတွင်မျက်တယုံပေါက်ရောက်နေသည်ကိုတွေ့လိုက်ရသည်ဂုံတဲကြီးည၌ဤသို့အကြံဖြစ်ပေါ်လာသည်ဤမြပူပြင်း၆တွေ့သောတဲကနာရထဲ၌အဘဲကြောင့်ဤမြယုံစိမ့်လန်းစွာပေါက်ရောက်နေရသည်။ဧကမူချဤမြယုံဤအောက်တတ်မေးလွာအောက်တွင်ရေအေးချောရှိရပေမည်ဟုဆင်ခြင်ပြီးလေသည်။ထို့နောက်ဂုံတဲကြီးသည်စိတ်ထက်ကြနေသောအဖွဲသားများဟုမခေါ်တော့ဘဲတန်ဆွမ်းဖြတ်လက်သောလူငယ်တဦးကိုခေါ်ယူကအမောင်ပေါက်ပြားကိုယူခဲ့လော့ဤမြယုံရှိရနေရာကိုတူးကြစို့ဟုပြောဆိုလေသည်။ဖျားလောင်မဲ့ထိုလူငယ်တော့သည်တဲများကိုဖယ်ရှားကတွင်းတူးကြလေသည်တတောင်နှစ်တောင်မှသည်တောင်ပေါင်း60ခန့်နတ်အောင်တူးမိကြသည်တဲများကိုပုံးဖင်ထဲထုတ်ကြသည်သို့သောရေမတွေ့ရသေးပေတောင်ပေါင်း60ခန့်ရောက်သောအခါပေါက်ပြားတန်သည်ဒေါင်ဟူသောအတန်းဖြင့်ကြောက်ဖြာကြီးတစ်ခုကိုထိခိုက်မိလေသည်ထိုအခါတွင်သေးရှိလူငယ်သည်စိတ်ပြတ်သွားလေသည်အရှင်ကျွန်တော်တို့၏စူးစမ်းမှုသည်အချီးနှီးပါပဲအောက်တွင်ကြောက်ဖြာကြီးခံနေပါသည်ကြောက်ဖြာအောက်တွင်ရေရှိနိုင်မည်မဟုတ်ပါဟုဆိုကပေါက်ပြားကိုပစ်ချ၍တွင်သေးမှတရံပြန်လေသည်သို့သောဖျားလောင်ကုန်တဲ့ကြီးသည်အရှုံးမပေးပေဤမြတ်ယုံသည်အကြောင်းမဲ့ပေါက်နေတဲ့မဟုတ်တန်ရရေသည်ကြောက်ဖြာအောက်တွင်ရှိကိုရှိရမည်ဟုယုံကြည်ချက်ခိုင်မာစွာရှိနေသည်သူသည်ကိုယ်တိုင်တွင်သေးသို့ဆင်းသွားလေသည်ကြောက်ဖြာပေါ်၌ရလျက်နားကိုကြောက်ဖြာနှင့်ကကနားထောင်ကြည့်လိုက်သည်ထိုအခါကြောက်ဖြာ၏အောက်ဘက်မှရေစီးတန်တဲတဲကိုကြားလိုက်ရသည်ဖျားလောင်းသည်ဝမ်းမြောက်ဝမ်းသာဖြစ်ကတွင်ထဲမှပြန်တက်လာပြီးစောစောကစိတ်ပြက်နေသောလူငယ်ကိုပြန်ခေါ်လိုက်သည်အမောင်အားမလျော့နဲ့တင်သည်ကြီးမားသောတန်တူကြီးကိုယူ၍တွင်ထဲသို့ဆင်းလော့ကြောက်ဖြာကိုအလဲတဲတဲမှအားကုန်ထူခွဲလော့ဟုအမိန်ပေးလေသည်ထိုလူငယ်သည်ဂုံတဲကြီး၏စကားကိုယုံကြည်ကတန်တူကြီးကိုထမ်းလျက်တွင်ထဲသို့ပြန်ဆင်းသွားသည်သူသည်ရှိသမျှအားရင်ကိုစူးစီးကကြောက်ဖြာကြီးအလဲတဲတဲကိုတန်တူဖွင့်ထူချလိုက်လေသည်ဒိန်းဟူသောအတန်ကြီးနှင့်အတူကြောက်ဖြာကြီးသည်နှချမ်းကွဲသွားလေသည်အန်တော်ခွေကောင်းလားစွာပင်ကြောက်ဖြာအောင်မှရေပန်းကြီးသည်ထမ်းပင်တပင်ခန်းအမင်းသို့ပန်းထွက်လာလေတော်သည်ကြီးလင်းအေးမြသောရေစင်ရေတန့်တို့သည်တွင်းဝါမှရန်ကြလာလေသည်လဲဝိုင်းရှိလူအပေါင်းတို့သည်ရေကိုမြင်သောအခါတေရွာမှပြန်လာရတဲ့ကဲ့သို့ဝမ်းမြောက်ဝမ်းသာသေးကြလေသည်သူတို့သည်ရေကိုဝလင်းစွာတောက်ချူကြသည်နွားများကိုလည်းရေတိုက်ကြသည်ပါလာသောဆန်ရည်ကြီးကအဖိုးများကိုချက်ဖြူစားတော့ကြသည်ထိုနေရာတွင်အောင်လန်းတခွန်းစိုက်ထိုးခဲ့ကြသည်ထို့နောက်နေဝင်တို့အခါခရီးဆက်လက်ထွက်ခွာကြရာနောက်တနေ့နနက်တွင်လိုရာခရီးတို့ချောမောစွာရောက်ရှိကြလေသည်ကုန်ပစ္စည်းများကိုရောင်းချရာအစ4ဆ5ဆခန့်မြတ်စွမ်းကြပြီးမိမိတို့နေရပါရဏတိပြည်တို့ဘေးရန်ကင်းစွာပြန်လည်ရောက်ရှိကြလေသည်ဖျားအလောင်းကုန်တီကြီးသည်လည်းကုသိုလ်ကောင်းမှုများကိုပြုလို့ကတတန်းကုန်တော်အခါခံအားရောစွာလာလေ၏မြတ်စွာဘုရားသည်ဤအတိတ်ဇာတ်ကြောင့်ကိုဟောကြားပြီးနောက်အောက်ပါကထာတော်ကိုဟောကြားတော်မူလေသည်အကီလာတုဝန္ဒီထလန်ခန္နံယထပထတကုတထပါပါနိဝန္ဒင်တုဧဝံဓမ္မိအကီလာတုဝန္ဒီဟတယစန္တင်ယောမုနိစမဟိတတောအတိတ်ဘယ်မှာရေမရှိသောကန္တာရခိဤ၌တဲကန္တာရကိုခက်ထန်းထွာလာကြသောဂုံတေတုထိမလောသောလုံလာခြင်းတဲမွေကိုဒူးဆွဲကြရာရေကိုရရှိကြကုန်တကယ်တော့ထို့အထူပင်ကိလေသာကင်ကင်၍စိတ်တည်ကြည်သောယဟန်ပညာရှိသည့်မလောသောလုံလာဝီရိယဖြင့်တရားအားထုတ်ပါက
နှလုံးစိတ်ဝမ်းအေးချမ်းရာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုမူချော်ရရှိနိုင်ပေ၏မြတ်စွာဘုရားသည်ဤဒေသနာတော်ကိုဟောကြားပြီးနောက်တစ္ဆာလေးပါးတရားကိုဆက်လက်ဟောကြားတော်မူလေသည်တစ္ဆာတရားဤအစုံ၌လုံလဝီရိယယုတ်လော့နေသောယဟန်သည်ကိလေသာအာစဝါကုန်ခန့်၍ယဟန်တာအဖြစ်သို့ရောက်ရှိလေသည်ဇက်ပေါင်းတော်ကထိုအခါကမလျော့သောလုံလဖြင့်ကြောက်ဖြာကိုတူဖြင့်ခွဲသောလူငယ်သည်ယခုအခါ၌လုံလလျော့သောယဟန်ဖြစ်လာသည်ကျန်သောဂုံတိအတောင်တို့သည်ယခုအခါဖျားရှင်၏ပရိသတ်ဖြစ်လာကြသည်ဉာဏ်ပညာဖြင့်တပတ်မြတ်ကိုကြီးကရေကိုရှာဖွေပေးခဲ့သောဂုံတိကြီးမှမူယခုအခါလောကသုံးပါးတို့၏ဆရာတဆူဖြစ်တော်မူသောငါဖျားဖြစ်လာပြီတည်းဇတ်တော်အမှန်နတိဝနုပထာဆိုင်ပြီး၏